အားလုံးပဲမင်္ဂလာပါဗျအန်ဆိုလူကပ်ဘာမှနေပြန်လေကြိုဆိုလိုက်ပါတယ်ကျွန်တော်အန်ဆိုပါ Chapter 7ရဲ့အစမှာတော့ကိုတင်ညွန့်ကဂိမ်းထဲကိုပြန်လည်ဝင်ရောက်လာခဲ့ပါတယ်ကိုတင်ညွန့်ဂိမ်းထဲဝင်ရောက်ပြီးခဏကြာမှပဲအပေါ်ဘက်ကနေငှက်လို့ရတယ်ဖြတ်ပြန်သွားတော့ကိုတင်ညွန့်ကသတိထားမိလိုက်ပြီးအပေါ်တစ်ချက်မောကြည့်လိုက်တဲ့အချိန်မှာပဲငှက်တွေကသူ့ကိုတိုက်ခိုက်ဖို့အတွက်ဆင်းလာနေကြပါတယ်အဲ့ဒီငှက်တွေရဲ့နာမည်ကဘာလဲဆိုတော့ Wailing Bat တွေပဲဖြစ်ပါတယ်ဒီကောင်တွေရဲ့အော်တန်ကငိုတန်နဲ့တူပြီးတော့တာမန်အဆင့်ငှက်တွေဆိုရင်အဆင့်နှစ်ရှိပါတယ်အဲ့လိုလာနေတဲ့ငှက်တွေကိုလည်းကိုတင်ညွန့်ကသူ့ဓာတ်နဲ့ပဲပိုင်းဆုပ်ပလိုက်ပါတယ်အဲ့လိုနဲ့ငှက်တွေကိုတက်ပြီးတဲ့နောက်မှာတော့ကိုတင်ညွန့်ဟင်ဒီကောင်တရာ EHP 15ပဲရလားဆိုပြီးတော့တကူကိုစဉ်းစားနေကြရပေါ့အဲ့ဒီနောက်သူတက်လိုက်တဲ့ငှက်တွေကိုပြန်လဲဆင့်ခေါ်လိုက်ပြီးအနီးနားမှာမကောင်းဆိုးဝါးတွေရှိမရှိကိုရှာဖွေခိုင်းလိုက်ပါတယ်အဲ့ဒီနောက်တော့ကိုတင်ညွန့်ပြန်လဲဆင့်ခေါ်ရတဲ့ငှက်ကြောင့်ဝန်ပလီတွေအုပ်စုလိုက်ပေါ်လာခဲ့ပြီးကိုတင်ညွန့်ကလည်းဒါကတကယ်ကိုတဲရနာမှရှိရဝန်ပလီအကြိုက်ဆုံးသားကောင်ပဲဒါတော့မြပြတဲ့ဝန်ပလီအုပ်တွေကိုအမြန်ဆွဲဆောင်နိုင်ခဲ့ရပဲအဲ့လိုနဲ့ကိုတင်ညွန့်ကလည်းဝန်ပလီနဲ့မချက်ခင်အားပြေးချွေတွေတောက်လိုက်ပြီးတော့တောက်ပြီးချင်းမှာပဲသူ့ရဲ့ HP တွေတက်လာပြီးဝန်ပလီတွေကိုကိုတင်ညွန့်ပြစ်တီးပါတော့တယ်တစ်ဖက်မှာရှိတဲ့ဝန်ပလီတွေကလည်းတိုက်ခိုက်ဖို့အတွက်အသေးအတန်လာနေကြပြီးကိုတင်ညွန့်ကလည်းလေ့ကျင့်ခန်းလုပ်ကြအောင်လို့ပြောပြီးလင်မြန်တဲ့ခုတ်ချက်တွေနဲ့တူဝန်ပလီတော်တော်များများကိုတစ်ချက်တည်းနဲ့ခုတ်တက်ပလိုက်ပါတယ်အဲ့လိုနဲ့ချက်ချင်းဆိုလိုပဲဝန်ပလီနှကောင်လည်းကိုတင်ညွန့်ခုံကိုက်ဖို့အတွက်တိုးဝင်လာပါတယ်အဲ့ဒါကိုမြင်လိုက်ရတဲ့ကိုတင်ညွန့်ကဆိုရင်ပြင်လဲချက်ချင်းဆိုလိုပဲလင်မြန်တဲ့ခုတ်ချက်တွေနဲ့တူထပ်ပြီးပိုင်းချလိုက်ပြန်ပါတယ်ကိုတင်ညွန့်ကလည်းဝန်ပလီတွေကို special တက်နေခဲ့ပေမဲ့လည်းအများပြားကြံနေသေးတာကြောင့်ကြံနေသေးတဲ့ဝန်ပလီတွေအကုန်လုံးကိုတင်ညွန့်ကိုပတ်ပတ်လေးဝိုင်းလိုက်ကြပါတယ်ဝန်ပလီတွေအုပ်စုလိုက်ဝိုင်းလာတော့စောင့်နေတဲ့ကိုတင်ညွန့်ကလည်းခေသူမဟုတ်တဲ့အတွက်ကြောင့်ဒါအချိန်ကောင်းပဲဆိုပြီးအရင်ကထပ်ပူပြီးတော့လင်မြန်တဲ့အချိန်တွေပဲဝန်ပလီတွေအကုန်လုံးကိုတက်ဆုပ်ပလိုက်ပါတော့တယ်အဲ့ဒီနောက်တော့ကိုတင်ညွန့်ကသူတက်ခဲ့တဲ့ဝန်ပလီကိုပြန်လည်ဆင့်ခေါ်လိုက်ပြီးတူလောင်နိုင်တဲ့တကားတွေကိုဆင့်ခေါ်ထားတဲ့ဝန်ပလီတွေကိုဝင်ခိုင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကိုတင်ညွန့်ကဒီရက်တိုက်ပွဲနှစ်ခုအပြီးမှာဆင့်ခေါ်မကောင်းဆိုးဝါးတွေအများကြီးစုနိုင်လိုက်တာပဲလို့ပြောနေပြီးခုနက Monster အနှစ်သာရကြီးကိုတောက်ပြီးငါရဲ့အဓိကရည်ချင်းလေးကိုအဆင့်ပြတက်လာပြီးတဲ့နောက်မှာတော့ငါထိတ်တန်းဆင့်မကောင်းဆိုးဝါးနဲ့တယောက်ချင်းတိုက်ခိုက်နိုင်တဲ့ခွန်အားရှိနေပြီထင်တယ်ဆိုပြီးပြောနေကြရပေါ့အဲ့လိုနဲ့ကိုတင်ညွန့်ကလည်းမြို့ရဲ့အနီးတနေရာကိုရောက်ရှိလာခဲ့ပြီးဒါဆိုရင်ငါဒီလူကိုရှာဖို့အတွက်အချိန်ရောက်ပြီပဲဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲ Chapter 7လေးကဒီနားမှာပဲဆုံးသက်ထားပါရဲ့ဗျ Chapter 8ရဲ့အစမှာတော့ကိုတင်ညွန့်တယောက်မြို့ထဲကိုရောက်ရှိလာခဲ့ပြီးအိမ်ရှိမှရပ်နေခဲ့ရပေါ့အဲ့လိုနဲ့ခဏအကြာမှာတော့ကိုတင်ညွန့်အိမ်ထဲဝင်သွားလိုက်ပြီးအဲ့အိမ်ထဲမှာတော့ဘိုးတော်တယောက်ရှိနေခဲ့ရပေါ့အဲ့ဒီဘိုးတော်ကလည်းဝင်လာတဲ့ကိုတင်ညွန့်ကိုဘယ်သူလဲဆိုပြီးမေးလိုက်တယ်အဲ့ဒီဘိုးတော်ကဘယ်သူလဲဆိုတော့မော်စွမ်းအနီးပြဆရာတယောက်ပဲဖြစ်တယ်အဲ့ဒီနောက်တော့ကိုတင်ညွန့်ကဘိုးတော်ကိုဆရာခွင့်ရှိကျွန်တော်ဒီစကေးတွေကိုတင်ဖို့လာခဲ့ရပါဒီမသိနိုင်တဲ့ကဘာမှာတော့အများဖြင့်စကေးတွေမကောင်းဆိုးရတဲ့စကေးစာအုပ်တွေနဲ့ရရှိခဲ့ကြတာပေါ့အဲ့လိုရရှိလာတဲ့စွမ်းအားတွေကိုကောင်းကောင်းသုံးချတတ်ဖို့အတွက်စွမ်းအားနည်းပြတွေဆိုပြီးရှိကြပါတယ်အခုလက်ရှိတွေ့နေရတဲ့ဘိုးတော်ကြီးကတော့အတိတ်ဘဝကိုတင်ညွန့်ဆရာဖြစ်ခဲ့သူပါအဲ့လိုနဲ့ဘိုးတော်ကလည်းကိုတင်ညွန့်ကစွမ်းအားတင်ယူခြင်းနဲ့ပြောခဲ့တာကြောင့်ငါနောက်တစ်ပတ်စာအတွက်တော့အရက်ဖူးကြပြီဟန်ကြတာပဲဆိုပြီးပြောနေခဲ့ရပေါ့အဲ့ဒီနောက်တော့ကိုတင်ညွန့်ရဲ့အတွေးထဲမှာတော့ဒီရဲ့နီခရိုဟန်တာအတန်းကတားမြစ်အတန်းတစ်ခုပဲငါလည်းဒီအတန်းကြောင့်အနေငယ်ပဲတည်ဒါပေမဲ့လည်းတိုက်ခိုက်ရင်မှဆိုရင်တော့နီခရိုဟန်တာအတန်းကိုအမော်သုံးတဲ့အတန်းတစ်ခုဖြစ်ပဲတတ်မှတ်လို့ရတယ်အဲ့ဒီနောက်တော့ကိုတင်ညွန့်ကငါနီခရိုဟန်တာရဲ့တီးစားဆန်းရည်တွေမရခင်မှာမော်ဆီယာတယောက်မှရှိတဲ့စွမ်းရည်တွေကိုတင်ယူသင့်တယ်ထင်တယ်အဲ့နောက်ကိုတင်ညွန့်ကဘိုးတော်ကိုကြောင်ဝင်းညင်မီးတောင်းနဲ့ကိုပြောက်စွမ်းရည်ကိုတင်ယူခြင်းတယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ဘိုးတော်ကလည်းငွေရှင်းအကုန်စင်ပြေတယ်လို့ပြောလိုက်တဲ့ကြောင့်ကိုတင်ညွန့်ကလည်းဘိုးတော်ကိုငွေပြားတစ်ထုပ်ပစ်ပေးလိုက်ပါတယ်ကောင်းလေစူးစမ်းထားမော်ဆီယာရဲ့မင်းအောင်မြင်မှုကြောင့်တောက်ဝါစာထုံးလင်းလာလိမ့်မယ်လို့ပြောလိုက်ပါတယ်ဘိုးတော်ကလည်းငွေရပြီးသားဖြစ်တာကြောင့်ကိုတင်ညွန့်တင်းတန်းစင်းပေးရမလို့ပဲနဲ့တခါတည်းစွမ်းရည်ကိုထည့်ပေးလိုက်ပါတယ်အဲ့လိုနဲ့ဘိုးတော်ကစကေးတွေကိုထည့်ပေးလိုက်တဲ့ကြောင့်ကိုတင်ညွန့်ရချင်တဲ့မော်စွမ်းရည်ရရှိသွားခဲ့ပါတယ်အဲ့ဒီနောက်တော့ကိုတင်ညွန့်ကသူ့ရဲ့စွမ်းရည်ကိုတစ်ချက်ပြန်စီကြည့်လိုက်ပြီးဝင်းညင်မီတောက်ကအဝေးပြည့်အတွက်လည်းသုံးလို့ရတယ်ကုသရေးအတွက်လည်းသုံးလို့ရပါပဲကိုပြောနိုင်တဲ့စကေးကိုတိုက်ခိုက်ရေးနေရာနဲ့ထွက်ပြေးမဲ့နေရာတွေမှာအသုံးပြုလို့ရတယ်ဆိုပြီးပြောနေကြရပေါ့အဲ့လိုပြောပြီးကိုတင်ညွန့်ကငါ့ရဲ့စကေးတွေကိုအဆင့်မြင့်တင်မှုအတွက်အချိန်ရောက်ပြီပဲဆိုပြီးအမဲအောင်တဲမျိုးရဲ့အနောက်ဘက်မှာရှိတဲ့အမဲအောင်တဲတောင်ကိုရောက်ရှိလာခဲ့ပါတယ်အဲ့လိုနဲ့ခဏအကြာမှာတော့ကိုတင်ညွန့်ကအတောင်မှာရှိတဲ့ဂူဘဝရှိကိုရောက်ရှိလာခဲ့ပြီးဒီဂူအတွင်းထဲမှာတော့ခိုးပလက်ဆိုတဲ့မကောင်းဆိုးဝါးတွေနေထိုင်ကြပြီးဒီကောင်တွေရဲ့အဆင့်က9မှာရှိပါတယ်ဒီကောင်တွေကအနက်ခံအောင်စောင်းရမ်းကောင်းကြပြီးအမောင်ထဲမှာတော့ရန်သူကိုရှာတွေ့နိုင်တယ်လို့ပါနိုင်ပြီးခြောင်ကိုတိုက်ခိုက်တတ်ကြတဲ့ကောင်တွေဖြစ်တယ်ခိုးပလက်ဆိုတဲ့ကောင်တွေကအုပ်စုဖွဲ့ပြီးနေထိုင်တတ်ကြပြီးအုပ်စုတစ်ခုမှဆိုရင်ဖြစ်အကောင်ရနဲ့ရှိပြီးရှိကြပါတယ်အဲ့ဒီနောက်ကိုတင်ညွန့်ဘာဖြစ်ဖြစ်ဒီလိုများပြားတဲ့အကောင်တွေရှိနေတာငါ့ရှင်းကောင်မကောင်းဆိုးဝါးတွေအဆင့်မြင့်တင်ဖို့အတွက်အကောင်းဆုံးပဲအဲ့ဒီနောက်ကိုတင်ညွန့်ကအမောင်ထဲမှာမြင်နိုင်တဲ့ရှေ့တစ်မျိုးကိုတောက်လိုက်ပါတယ်ဒီကောင်တွေကိုတက်ရင်ငါ့ရဲ့အဆင့်လည်းမြန်တက်တဲ့အပြင်မှာငါ့ရဲ့ဝိညာဉ်ပြီးတောင်းနဲ့ကိုပြောင်းနိုင်တဲ့အစွမ်းရည်ကိုအမြင့်ဆုံးထိရောက်အောင်မြင့်တင်နိုင်တယ်ပြီးတော့လေတခြားစွမ်းရည်တွေလည်းရဖို့အတွက်ခွင့်အရေးကောင်းတစ်ခုပဲအဲ့လိုပြောပြီးနောက်မှာတော့ကိုတင်ညွန့်ကသူ့ရဲ့မကောင်းဆိုးဝါးဝင်ပလီတွေဆင့်ခေါ်ကဂူထဲကိုဝင်လာခဲ့ပါတယ်တချို့ဝင်ပလီတွေကိုလမ်းရှင်းဖို့အတွက်ရှေ့ကနေအရင်သွားခိုင်းလိုက်ပြီးတော့နောက်မိနစ်40အကြာမှာတော့ဂူရဲ့မှောင်မတဲ့နေရာတစ်ခုရောက်ရှိလာခဲ့ပါတယ်အဲ့လိုနဲ့ရောက်ချင်းမှာပဲရှေ့ကနေလမ်းရှင်းဖို့အတွက်လွတ်လိုက်တဲ့ဝင်ပလီတွေမတွေ့ရတော့ဘဲနဲ့အတန်တချို့သာထွက်လာခဲ့ပါတယ်အဲ့ဒါကိုသတိထားမိလိုက်တဲ့ကိုတင်ညွန့်ကလည်းသူ့လက်ထဲမှာရှိတဲ့မီးတုပ်ကိုမှောင်နေတဲ့ရှေ့လမ်းကိုပစ်လိုက်ပါတယ်အဲ့လိုပစ်လိုက်တဲ့မီးလျံကြောင့်ပဲရှေ့မှာအုပ်စုလိုက်ရှိနေတဲ့ဂိုးပလက်တွေကိုတွေးလိုက်ရပါတယ်ဂိုးပလက်တွေကလည်းကိုတင်ညွန့်ဆေလွတ်ထားတဲ့ဝင်ပလီတွေကိုတိုက်ခိုက်နေကြပြီးကိုတင်ညွန့်ကလည်းဒီကောင်တွေပေါ်လာပြီပဲလို့ပြောလိုက်တဲ့ခဏမှာပဲ Chapter 8ရဲ့အဆုံးသတ်သွားပါတယ် Channel လေးကို Like and Subscribe မလုပ်ခဲ့ရသေးရင်လုပ်ခဲ့ပေးကြပါဦးကြည့်ရှုပေးကြတဲ့ border တယောက်ချင်းစီတိုင်းကျေးဇူးတင်ရှိပါတယ်ဗျ